ရှေ့မှာတင်ခဲ့တဲ့အပိုင်းတုန်းက Harry Houdini ဆိုတဲ့လူဟာနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်နေတဲ့ဆိုတဲ့အသည့်နဲ့ဂျာမန်တို့ရဲ့ Schlieffen စစ်စေးရေး project ကိုခိုးယူပေးခဲ့ပြီးဇနီးဖြစ်သူ Buzz နဲ့လည်းကတောက်ကစားတွေဖြစ်ခဲ့တဲ့အတွက်လေရင်တစည်းနဲ့အချိန်တော်ကြာလွတ်မြောက်နေပြီးသူမြေအောက်ပြတ်ဆင်းလာတဲ့အခါ Charlie Chaplin ဆိုတဲ့ပြန်ဘက်ကြောင့်သူ့ရဲ့ပြပွဲတွေဟာနေရာပြန်ရဖို့ခက်ခဲလာပါတယ်။ဒါကြောင့်လူတွေပြသက်ယုံစီမလာနိုင်ရင်ပြသက်ယုံကိုလူတွေစီခေါ်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အန်ဒီအများဆုံးလွတ်မြောက်မှုပြကွက်ကိုဖန်တီးရန်သတင်းစာထဲမှာကြော်ညာထည့်လိုက်ပြီးလူအများရှိမှတရားပေါ်ကခုန်ချလိုက်ပါတယ်။လက်လန်းမီယာကတော့နဲ့အချုံနောင်လေးကိုဖွင့်လိုက်ပြီးမဲ့သူ့လိုကြီးကျယ်မှုစီလက်လန်းနေသူတိုင်းခလုတ်တိုက်တက်ပြီးရည်ရွယ်ချက်တွေကြားမှာနစ်မွန်းသွားမဲ့အန်ဒီရနဲ့အမောင်နဲ့တိုးဝင်နေရတဲ့အခါတိုင်းသူ့ကိုကဲမဲတယောက်ကတော့ပေါ်လာတတ်ပါတယ်။သူ့အတွက်အကောင်းဆုံးရှိနေပြီးခဲ့သူမိခင်ကသူ့ကိုလမ်းပြပြန်ခေါ်နိုင်ခဲ့တာလို့သတင်းတွေမှာထည့်လိုက်ပြီးနောက်ပွဲတိုင်းရဲ့လက်မှတ်တွေဟာရောင်းကုန်လာပါတယ်။ပညာရှင်သားနှစ်ယောက်ကိုတော့ရံမဖြစ်စေချင်တဲ့မိခင်ကိုသူတို့ပြန်ဆိုင်နေတာလူသိများလှုပ်ချင်အောင်တတ်ပါလို့အသိပေးရင်ဒီတစ်ခါနိုင်ယာဂရာရေတကွန်အောက်ကိုစီပိုင်းနဲ့ဝင်ပြီးခုံချပြမလားဆိုတဲ့ဓာတ်ကြောင့်သူ့ကိုအကြံမပေးပါနဲ့တော့လို့ဘတ်ကဝင်တာပါတယ်။ဒါဆိုဆန်ဖရန်စစ္စကိုမှာနာမည်ကြီးအောင်ဘလို့လုပ်ပြအောင်မလဲဆိုလို့သူ့အကွက်တွေအများရှိနေရလို့ဖြေပါတယ်။လူတို့ကသူတေချင်းတရားကိုဘလို့အနိုင်ယူမလဲဆိုတာအများကြီးကြည့်နေတာမို့စိတ်ဝေဒနာတွေကိုထိန်းတဲ့ချုပ်အင်တစ်ထည်ကိုလုံးဝတင်းကျပ်နေအောင်ဝတ်ဆင်ခိုင်းပါတယ်။လူကိုယူသွားစေတဲ့ဒီအင်ကိုဂျိုးတိုင်းတစ်ခုတော့မလျှော့ပဲလေ့ကျင့်ခဲ့တဲ့ကပကုံးစစ်ကိုဖြုတ်ပြီးရုန်းကန်ခဲ့တာလည်းဖြစ်ပါတယ်။ခြေထောက်ကဂျိုးနဲ့ဆွဲတင်သွားချိန်မှာဘတ်ကတော့ဆက်လက်မကြည့်နိုင်တော့ပဲတေချင်းတရားကလွန်မြောက်ဟန်ဆောင်ခဲ့သူဟယ်ရီယာသူမကိုတော့လှည့်သားနေပြီလို့ပြောခဲ့တဲ့ကအဲ့ဒါသူလုံနေရတဲ့အသက်မွေးဝမ်းကြောင်းပဲလို့ဆိုပါတယ်။အခုဟယ်ရီရဲ့ပြကွက်ကိုမကြည့်နိုင်တော့လို့ထွက်သွားပြီမဲ့ဟယ်ရီကတော့ချာလီချက်ပလင်ကိုပါမင်းတီလိုလှုပ်တက်လာလို့စိတ်ခေါ်ရင်ပကုံးစစ်ပြုတ်တော့ရုန်းကန်နေပါတယ်။တခုခုစီကလွတ်မြောက်ချင်ကြတဲ့လူတွေရဲ့သဏ္ဍာန်အတိုင်းသူ့ကိုတည်တော့မဲ့အထင်နဲ့လူတွေရှိရုံထွက်ပြခဲ့တဲ့သူ့ပခုံးပေါ်မှာလူတွေရဲ့အကြောက်တရားကိုထမ်းထားရတာဆိုလို့ရှင်ကအသက်ရှင်ရမှကိုကြောက်နေတာကိုလိမ့်မနေရန်တတိပေးပါတယ်။သူ့ကိုဘာလို့စိတ်ကျင်တာလဲမင်းနေလို့နှွေးထွေးတဲ့အိမ်တလုံးဆိုတဲ့ဘတ်စာဒီမှာအိမ်ကြီးအိမ်ကောင်းလို့ပြတော့ဒါကရှင်းမေရဲ့အိမ်ဖြစ်ပြီးခီးဆောင်အိတ်တွေတစ်တာတွေနဲ့အတိအကျမရှိတဲ့ဘဝကိုသူမစိတ်ကုန်နေပြီလို့ဆိုပါတယ်။တရားဘော်ကခုံမချရစောက်ထိုးမဆွဲရရင်ဘာလို့ရမှာလဲမင်းနေလို့သူမဂျူးတရားကိုဘာလို့လက်ထပ်မိလိုက်လဲမသိတော့ဘူးလို့ပြောလိုက်တဲ့စကားကြောင့်နာကျင်စွာထွက်သွားပါတယ်။ဒါပေမဲ့အချိန်နဲ့ကုန်လာတိုင်းသူနဲ့တူဖြတ်တန်းလာမှုတဲ့ဘတ်ရဲ့တချင်းဆိုတဲ့တွေအပြုံးမှုတွေကိုတတိယနေတတ်တာကြောင့်အခန်းထဲပြန်ဝင်လာတဲ့ဘတ်ကိုဘယ်သွားနေရလဲမေးတော့ဖះเจ้าလို့ဆိုပါတယ်ပြီးတော့အခုချိန်ကစလို့သူမတို့အတူတူရင်ဆိုင်တာမျိုးမဟုတ်ရင်အိမ်ကထွက်သွားတော့မယ်ဆိုတာကြောင့်အသက်အန္တရာယ်ရှိတာတွေဘယ်တော့မှမလုပ်တော့ပါဘူးလို့ကတိပေးလိုက်ပါတယ်1914နယူးယောက်မြို့ကပြပွဲတစ်ခုမှာကြီးမြတ်တဲ့ဟူဒီနီရဲ့မိခင်နဲ့ဇနီးကိုပွဲထုတ်လာပြီးအန်နယ်များတဲ့လွတ်မြောက်မှုပြကွက်တွေအစားရုံလေးတွေဖျောက်ပြတာမျိုးသာလုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ရုံထက်နည်းနည်းပိုကြီးတဲ့စင်ကြီးချံပိုရဲ့သမီးဂျန်လီဆိုတဲ့ရှစ်ပေကျော်ပေါင်1000ဝန်းကျင်ဆင်မလေးကိုဖျောက်ပြမယ်လို့ကြေညာလိုက်ပါတယ်။စိတ်ဆွမ်းအားကိုအုံချပြီးဂျန်လီကိုဖျောက်ပြမယ်ဆိုကမျက်စိရှိဝစ်စားအောက်တဲ့စင်ကြီးပြောက်သွားတဲ့ပြကွက်ကိုတကဘာလုံးပြင်ဘတ်ကပါထိုးပြကွက်အကြောင်းသိကြမိမဲ့ဇနီးဖြစ်သူကိုတော့လျှို့ဝှက်ထားရမယ်လို့ခန်းစားမိတာကြောင့်ထိတ်ချန်ထားခဲ့ပါတယ်။ဒီတိမ်ထောက်လိုင်းရေးဘက်ကဥရောပဖျော်ဖြေပွဲတွေအတွက်ပြန်လာခိုင်းနေလို့ငင်းလိုက်ရင်ရောလို့မေးတဲ့အခါပရိသတ်တွေစိတ်ပြတ်သွားလိမ့်မယ်လို့တတိပေးတဲ့အတွက်ဘရုတ်ကလင်ကခွာဖို့ပြင်ပါတယ်။စိတ်မကောင်းစွာငိုနေတဲ့မိခင်ကိုသူပြန်လာမှလို့ကတိပေးတော့တားပြန်လာတဲ့အချိန်အမေမရှိတော့မှကိုစိုးတဲ့ဆိုတဲ့မိခင်ဟာဒက်ရှ်နဲ့အပ်ခဲ့ပြီးနှုတ်ဆက်လိုက်ပါတယ်။လန်ဒန်ရောက်လာတော့ဂျာမန်အရာရှိတွေကဂျာမန်စကားမတတ်ဘူးထင်နေတဲ့သူရှိတဲ့အကန့်အသတ်မရှိတဲ့စစ်ပွဲလို့ပြောနေလို့အတိတ်ဘက်ကိုမေးကြည့်တော့စစ်ဖြစ်လာရင်ဖြီးတိမ်ရဲကုံနဲ့ခီးသက်တင်သင်္ဘောတွေကိုရင်ငုတ်သင်္ဘောနဲ့ဖျက်ဆီးမှလို့ရှင်းပြပါတယ်။လန်ဒန်ရဲ့အင်ပါယာပြသက်ရုံမှာအာသာကိုနန်ဒရိုင်းလင်မယားကိုမိတ်ဆက်ပေးပြီးတနအီတွင်းတီဆောက်ထားတဲ့အခိုင်အမာအုတ်တတိုင်းကြီးကိုကြော်ဖြတ်ပြမယ်လို့ကြေညာပါတယ်။အဲဒီနောက်ဘေးနှစ်ဖက်အကာရံတွေကြားကနေနိုင်ငံတစ်ဖက်ကိုဖြတ်ပြလိုက်တဲ့ဟယ်ရီကနောက်တစ်ချိန်ဖြတ်ပြရမလားလို့ပရိသတ်ကိုမေးလိုက်ပြီးအမူအရာအဖြစ်နဲ့ဂျင်းဖွင့်ပြီးတဲ့လျှို့ဝှက်တကားကနေရှိုးဝင်ကအန်နီရလည်းမရှိဘတ်လည်းသဘောကျတဲ့ပေါ့ပေါ့ပါပါလှည့်သားမှုတွေကိုလူတွေရဲ့မျက်စိကမြင်သမျှစိတ်ထဲယုံကြည်သွားတာဖြစ်ပါတယ်။အဝတ်စားနဲ့နေချိန်အခန်းထဲထိရှားလော့အောင်ဖန်နေသူအာသာကိုနန်ဒရိုင်းရောက်လာပြီးဟယ်ရီရဲ့ဖြော်ပြပွဲကျန်းကင်းမှာလျှို့ဝှက်တကားတွေသုံးနာမလားလို့သူစစ်ဆေးခဲ့ပြီးပြီမို့ဘယ်လူသားမှဖောက်ထွက်နိုင်မှာမဟုတ်တဲ့မင်းစီမှာနတ်ဖျားသွမ်းအားတွေရှိမဲ့အကြောင်းပြောနေလို့အဲ့ဒါလက်ကွက်တစ်ခုပဲလို့ရှင်းပြနေရပါတယ်။ဝိညာဉ်လောကကိုယုံကြည်သူအာသာရဲ့ဇနီးကသူမဟာဝိညာဉ်ဆက်သွယ်သူတယောက်မို့တနေ့ဆွေးနွေးကြရအောင်လို့ပြောသွားတယ်လို့အာသာကလည်းစင်ကြီးကိုဘလို့ဖျောက်လိုက်တာလဲထပ်မင်းနေလို့လက်ကွက်ပဲလို့ထပ်ဝင်ခံပါတယ်။